Hello မင်္ဂလာပါဒီနေ့ကျမတို့မိသားစုဘန်ကောက်ကနေမီလန်ကိုသွားဖို့အတွက်လေဆိပ်ဆင်းနေတာပါရှင်မိသားစု3ယောက်က luggage 5လုံးပါပါတယ်အခုလက်ရှိကတော့ကားခေါ်ထားရပေါ့နော်ကားကိုစောင့်နေပါတယ်ရှင်ကျမကတော့အခုရေချိုးပြီးကစားပေါ့နော်စပင်ခေါင်းလျှော်ပြီးကစားဒီမှာအခြေအနေကိုမြင်တဲ့အတိုင်းပဲမိတ်ကမလင်းရသေးဘူးအခုကားပေါ်မှာလိမ့်မှာပါကျမတို့ဘန်ကောက်ကနေမီလန်ကို73နိုင်စီးရမှာပေါ့နော်လေယာဉ်ကအခုဒီနေတဲ့ကွန်ထရိုကနေပြီးတော့သူဝနာဘူမီလေးစိတ်ကိုတွားဖို့တက္ကစီဆောင်နေတာပေါ့နော်စီးပြပါအောင်ဒီခီးလေးကတော့သမီးလေးရဲ့ပထမဆုံးယူရိုခရစ်ပါအခုတော့မေတို့သူဝနာဘူမီလေးစိတ်ကိုရောက်ပါပြီသမီးလေးကတော့အရန်ကို excited နေဖြစ်နေတာပေါ့နော်ဒါသူ့ရဲ့ပထမဆုံး EU trip ပေါ့နော်ဆိုတော့ဒီ visa လျှောက်တုံးကလည်းဒီမေတို့မိသားစုပေါ့နော်ကိုယ်တိုင်ပဲလျှောက်ခဲ့တာဆိုတော့သမီးရဲ့ဒါပထမဆုံးအတွေ့အကြုံဖြစ်တယ်ပေါ့နော်အဲ့တော့သူကအရန်ပျော်ရွှင်နေပါတယ်မိနဲ့မိမျိုးသားကတော့ဒါတတိယမြောက်အကြိမ်ပေါ့နော်ဆိုတော့အခုဒါ check in ဝင်နေပါပြီရှင်တီဂျီရဲ့အချိန်တွေကအရန်ကိုအဆင်ပြေရပေါ့နော်သူ့ရဲ့ flight time ကဘန်ကောက်ကနေညတကောင်ထွက်ပါတယ်မနက်မိုးလင်းတာနဲ့ပေါ့နော်မေတို့ဒီ EU ရောက်ပါတယ်အခုမီလန်ကိုဆိုလဲမနက်9နာရီခွဲမှရောက်မယ်ပြီးရင်မေတို့ပြင်သစ်သွားတော့တာလဲအဲ့လိုပဲပေါ့နော်မနက်အစောကြီးပြင်သစ်ကိုစိုက်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ EU သွားမယ်ဆိုရင်ပေါ့နော် direct flight လည်းဖြစ်ရမယ်ပြီးရင်လူသက်သာတဲ့ flight ကိုမေတို့အမြဲရွေးချယ်ဖြစ်တယ်ပေါ့နော်boarding pass ရပါပြီကွယ်အဲ့တော့အထဲဝင်ပါမယ်အခုတော့အထဲရောက်ပါပြီမေတို့ထမင်းလည်းမစားရသေးဘူးပေါ့နော်ဒီတစ်ခေါက်ကတော့ဒီသူဝနာဘူမီလေးစိတ်မှာဘာမှ shopping မထွက်ပါအောင်ရှင်ဘာလို့လဲဆိုတော့မေလိုချင်တဲ့ပစ္စည်းတွေကိုဟိုဘက်ရောက်မှပဲဝယ်ပါတော့မယ်ရှင်အခုကတော့ bike တွေလည်းစားနေကြပြီအခု airport မှာရှိတဲ့ lounge ကိုသွားနေပါတယ်ဒါကတော့မေတို့ American Lounge သွားတဲ့လမ်းမှာပေါ့နော် American Lounge ကတခါလေကြာရင်ပျောက်တတ်တယ်ပေါ့နော်မေအမြဲမှတ်ထားတာတော့ gate D မှာရှိပါတယ်ရှင်အခုကတော့ Lounge ကိုသွားနေပါတယ်ည10နာရီလဲထိုးပြီး bike တွေကလည်းစနေပါပြီကွယ်lounge လဲရောက်ပြီပေါ့နော်မေတို့မိသားစုဒီမှာညစာစားမယ်စားပြီးသွားလို့ရှိရင်တော့ခဏလေးနားမယ်ပေါ့နော်flight ကည7:00ခွဲမှာပါရှင်အဲ့တော့မေအခုဒီမှာပေါ့နော်ထမင်းစားပါမယ်ဒီမှာကြိုက်တဲ့ဟာလေးတစ်ခုရှိရဲဒါကတော့ချက်စီထမင်းမှာဒီချက်စီထမင်းကလေအရန်စားလို့ကောင်းတယ်ဘယ်လောက်တောင်စားလို့ကောင်းလဲဆိုရင်မေတို့ဒီ time မှာပေါ့နော်ဘန်ကောက်မှာအပြင်မှာဘယ်လောက်ကောင်းတယ်ဆိုတော့ချက်စီထမင်းနဲ့လုံးဝမတူပါဘူးရောက်ရင်စားကြည့်ပါနော် American Lounge ရဲ့ချက်စီထမင်းကတော့ဘာနဲ့မှမတူပါဘူးအရန်စားကောင်းပါတယ်အဲ့တော့ဒီချက်စီထမင်းနှစ်ပွဲစားပြီးမေအရန်အိတ်ချင်နေပြီပေါ့နော်ဆိုတော့ flight ဆောင်နေရင်နဲ့ဒီအပေါ်မှာကြည့်ပါအောင်ဘာတောက်ရင်ကောင်းမလဲပေါ့နော်စဉ်းစားရတယ်တကယ်တော့မတောက်ပါဘူးမေအရန်အိတ်ချင်နေပြီဆိုတော့လေစားပြီးတော့ခဏနားရယ်ဖုန်းတွေအားသွင်းပါရယ်ခဏနေတော့ boarding gate ကိုသွားပါမယ်မနေ့ဖြန်တော့မီလန်မှာတစ်နေ့လုံးရှောင်းလိုက်ပါမယ်ဘယ်ရီသွားမလဲဆိုတော့နောက် villa လေးမှာတွေ့ပါမယ်ความสะดวกสบายและความเป็นใจตลอดการเดินทางค่ะขอบคุณค่ะ Thank you for your attention. We appreciate the royal audience service กรุณาสอบถามจากพนักงานต้อนรับหรือศึกษาเพื่อความปลอดภัยได้จากกระเป๋าประจำที่นั่งของท่าน